era တက်တဲ့အချိန်မျိုးဘယ်လိုဖြည့်ရှင်းကြလဲရှင်တကယ်ချင်းတွေကို motivate ပေးလို့ပါအောင်ကျွန်တော်ကုတ် era တက်တဲ့အချိန်မှာပေါ့နော်အရင်ဆုံးကုတ် era message ကိုအရင်ကြည့်လိုက်တော့ပေါ့နော်အဲ့ဒီထက်မှာဘယ် line ဘယ် file ဘယ် line မှာဘယ်လို era တက်နေဆိုတော့ပြရတယ်အဲ့ဒါဆိုကျွန်တော်အဲ့ဒါကိုအရင်ကြည့်လိုက်တယ်ပြီးရင်ကျွန်တော်ရေးသားထားတဲ့ကုတ်ဘက်ကိုတွားပြီးတော့era တက်တဲ့ကုတ်ကိုလိုက်ရှာပေါ့နော်ကိုယ်တိုင်အဲ့ဒါရှာပြီးရင်ကိုယ်တိုင်ပြင်နိုင်တယ်ဆိုရင်ကိုယ်တိုင်လိုက်ပြင်တယ်ကိုယ်တိုင်မပြင်နိုင်ဘူးဆိုရင်တော့ W3 school လို့ခေါ်တဲ့အဲ့လို website တွေမှာတွားပြီးတော့ reference ယူပြီးတော့ပြင်တာပေါ့နော်နောက်ဆုံးကိုယ်တိုင်လည်းမရတော့ဘူး website ကလည်းမရတော့ဘူးဆိုရင်ကျွန်တော်ဒီတင်တန်းမှာကျွန်တော်တင်တဲ့ teacher တွေကိုတွားပြီးတော့အခုညီတောင်းတာပေါ့နော်ကျွန်တော်အဲ့လိုကနေပြီးတော့ code error ကိုပြင်ရှင်းခဲ့တယ်တကယ်ချင်းတွေကိုဘယ်လို motivate ပြင်တာလဲဆိုရင် code error တက်ရင်တော့စိတ်မပြတ်စေချင်ဘူးပေါ့နော် code error ဆိုတာတော့ဒီcode ရေးလူတိုင်းတော့ error တက်တယ်ပြီးရင်ကျွန်တော်တို့ကတင်တန်းသားတွေဖြစ်တယ်နော်လက်တွေ့မှာအသုံးဒီကုတ်တွေကိုအသုံးချနေတဲ့ developer ကိုယ်တိုင်ကလည်းကုတ် error တက်ကြပါဘောเนาะဒါကြောင့်မို့တကယ်ချင်းတွေကိုကုတ် error တက်ရင်စိတ်မပြတ်စေဖို့နဲ့သူ error တက်တဲ့ချိန်မှာတစ်ဆင့်ချင်းဘယ်လိုဖြည့်ရှင်းရမလဲဆိုတော့ခေါင်းအေးထားပြီးဖြည့်စေချင်ပါတယ်ဒါကကျွန်တော်ရဲ့ motivation ဖြစ်ပါတယ်